ဒီနေ့မှာတော့စကွန်ဆိုင်73လက်မှတ်နဲ့လက်တော့မုတ်နဲ့တက်ပလက်မုတ်တွေသုံးလို့ရပြီး fingerprint နဲ့ပြင်ရလော်တွေပါလာတာဖြစ်တဲ့အတွက် security ဘိုင်းမှာပါစိတ်ချရမယ် HP brand လေးကောက်ကိုမှ 8B E-Lite ကိုတကုံတိုင်းလေးနဲ့မိတ်ဆက်ပေးစမ်းပါတယ် CPU i5 8 Gen RAM 8GB SSD 256 display အနေနဲ့ဆိုရင်လည်း 480 weight အနေနဲ့ဆိုရင်လည်း 1kg ပဲရှိတာဆိုတော့ပေါ့ပါနဲ့တည်သွားရလွယ်တယ်စပီကာအနေနဲ့ဆိုရင်လည်းဘယ်နှလုံးပါဝင်တဲ့အပြင်အောက်ဘက်မှာပါဝင်သေးတဲ့အတွက် sound system quality ကတော်တော်ကောင်းပါတယ်ပေါ်အနေနဲ့ဆိုရင်လည်း USB တစ်ပေါ်အခြားတစ်ဖက်မှာဆိုရင်လည်း Type C ပေါ်နှစ်ပေါ် HDMI ပေါ် Audio ပေါ်တို့ပါဝင်ပါတယ်ဒီလိုမျိုးလက်တော့ကိုစကန်လေးတွေကိုဝဲတဲ့မှာအမခတ်အနေနဲ့ဆိုရင်လည်း hardware ဘိုင်းကိုရှောက်လာ software ဘိုင်းကိုလိုက်တိုင်းရရှိမှာဖြစ်ပြီးလက်တော့ accessory ဖြစ်တဲ့ mouse, uniform sticker, mouse pad, clinic စတဲ့ accessory လေးတွေကိုလက်ဆောင်ပေးထားပါတယ်